ဟင်းနုနယ်ရွက်ကိုပြုတ်ထားပါတယ်ပြုတ်ပြီးတော့ရေလေးစစ်ပါမယ်ဟင်းနုနယ်ရွက်ကိုစားမယ်အချိုလေးပဲတုပ်ဆိုင်ကောင်းစီချက်ကလေးနဲ့ချက်တောင်းချက်တောင်းပြီးမှထည့်တတ်မယ်နန်းလောင်မုတ်လေးထည့်မယ်ဒီမှာအတုပ်စားရင်တော့အချိုမုတ်လေးနည်းနည်းသုံးတယ်မုတ်လေးနည်းနည်းသုံးမယ်စီချက်ကလေးထည့်မယ်စီချက်ကလေးပြော်ထားတာရှိတယ်စီချက်မများအပြားရေကုန်နေဆိုတော့အဲ့တော့အမစားတော့ဆွိုင်းဆော့ရှိတယ်လားအပြားရေမရှိတော့လို့ဆွိုင်းဆော့ကလေးနဲ့တုံးမယ်နော်ရေပဲလေးထောင်းထားချိတ်ထားတာရှိတယ်ရေပဲလေးနဲ့အချို့ကလေးတုပ်ကြည့်မယ်နော်ဟင်းနွေရမှမသိဘူးဒီနေ့မှဒီဟာကိုကြော်စားနေတာကြာပြီနေရမှမသိဘူးဒီနေ့မှဟာလားသူ့စာကိုဖတ်ကြည့်လိုက်တော့မှဟဲဟင်းနွေရလေးပါလားဆိုရလားဟင်းနွေရလားဆိုအချိုလေးတုပ်စားမယ်ပြီးကြည့်လိုက်မယ်ဟောချင်းမထဲတော့ချင်းမထဲရင်ကောင်းတယ်ချင်းမထဲပဲနဲ့ချင်းမလို့ဒီကလေးနော်နော်တုပ်စားကြပါစို့